ဆိုင်မှာရှိတာအကုန်ပြမယ်အစုံထိမကြည့်ရင်ဘယ်ပြစ်စော်ပြစ်ခံရပါစေမပြခင်ဆိုင်အဝေးမှာဒီလိုချစ်စရာကောင်းတဲ့ညီမလေးတွေနှွေးထွေးစွာကျွတ်စွနေတာကိုတွေ့ရမယ်ဒါကအိတ်တင်းကိန်းနဲ့စိန်ကောင်းတာအိတ်တင်းကိန်းဆိုရင်ငကလက်ဆွဲကြိုးဆွဲဒီဟန်ချိန်လက်ကောက်ဒီဇိုင်းအစုံလေးရှိပါတယ်ရှင် white ကို yellow ကို pink ကို 3 color အယောင်ဆုံးရှိပါတယ်ရှင်ပြန်လဲမယ်ဆိုရင် 5% ပြန်သွင်းမယ်ဆိုလို့ရှိရင်မှ 10% ပဲเนาะဒါကစိန်ကောင်းတာစိန်နယ်တွေလည်းရေတွေကောင်းတယ်စိန်နယ်လေးတွေဆိုရင်စိန်တိန်ဝေးကြီးကနေဆက်ရှိပါမယ်စိန်တီးတန်းမှမဟုတ်ဘူးစိန်နဲ့ခတ်ထားတဲ့ခရမ်းဆွဲဗရံများနီလာပလဲစားတဲ့တန်မိုးရှိကြောက်တွေနဲ့ခတ်ထားတွေလည်းရှိတယ်အလဲရလည်း 0% မို့လို့ထည့်လဲဝေးလို့ရတယ်ပြန်သွင်းမယ်ဆိုလို့ရှိရင်တော့ 5% ပဲเนาะဒါကပြင်ပရွှေတွေကိုဈေးကောင်းပေးဝယ်တဲ့အဝယ်ဌာနချစ်တို့မှာရှိတဲ့မဝေးဖြစ်တဲ့ရွှေထည်တွေတခြားဆိုင်ကဝယ်ထားတဲ့အထည်တွေရွှေဆိုတာနဲ့ကိုရွှေရှိပေါက်စီအတိုင်းဝယ်ပေးပါတယ်ရှင်ဒါလောက်ပဲအရင်ပြပေးလိုက်မယ်ခဏနေရင်ပြန်လာမှာမို့လို့ follow လုပ်ထားလိုက်နော်ပြန်လာခဲ့ပါမယ်